ပုံစံ9-105အိမ်ဆောင်နေလို့ရသလားအိမ်ဆောင်နေမယ်ဆိုတဲ့ရွေချက်ရှိတယ်ဆိုရင်တော့ကိုယ်ဝယ်ယူမဲ့မြေဟာလယ်မြေလားမြို့မြေလားဆိုတာကိုယ်ဝယ်ပြသိအောင်အရင်ဆုံးပြုလုပ်ရပါမယ်လယ်မြေကိုဝယ်ယူမိရင်တော့အိမ်ဆောင်နေလို့ရမှာမဟုတ်ပါဘူးမြို့မြေကိုဝယ်ယူမိရင်တော့အိမ်ဆောင်နေလို့ရမှာဖြစ်ပါတယ်အိမ်ဆောင်နေလို့မရတဲ့မြေပိုင်ဆိုင်မှုအမျိုးအစားပုံစံ9ရဲ့အောက်မှာရှိတဲ့မြေတွေကတော့ဂျီမြေလို့ခေါ်တဲ့ဥယျာဉ်ခြံမြေရာမြေလို့ခေါ်တဲ့ Y1Y2 Y3 နဲ့လယ်မြေလို့ခေါ်တဲ့ R1 R2 R3 တွေကတော့အိမ်ဆောင်နေလို့ရမှာမဟုတ်ပါဘူးအိမ်ဆောင်နေလို့ရတဲ့မြို့မြေလူနေမြေထဲမှာပါဝင်တဲ့မြေတွေကတော့ရွာမြေစလစ်မြေပါမစ်မြေခရံမြေဘိုးဘပိုင်မြေမြေပိုင်နဲ့လယ်မြေကနေလူနေမြေဖြစ်ခွင့်ပြုထားတဲ့လိုင်းရ30နဲ့လမ်းရ39မြေတွေကတော့အိမ်ဆောင်နေလို့ရမှာဖြစ်ပါတယ်အိမ်ဆောင်နေလို့ရတဲ့မြေအတွက်ပဲဖြစ်ဖြစ်အိမ်ဆောင်နေလို့မရတဲ့မြေအတွက်ပဲဖြစ်ဖြစ်တက်ဆိုင်ရာမြေဌာနတွေကလည်းကျွန်တော်တို့မြေပိုင်ဆိုင်မှုစာရွက်စာတမ်းတွေထုတ်ပေးထားပါတယ်အဲ့ဒါကတော့လေယာမြေအတွက်ဆိုလဲလေယာလောက်ကိုင်ခွင့်ပြုလက်မှတ်ပုံစံခွန်စလစ်မြေအတွက်ဆိုလဲစလစ်စာရွက်ပါမစ်မြေအတွက်ဆိုလဲပါမစ်စာရွက်ခရံမြေအတွက်ဆိုလဲခရံစာရွက်စာတမ်းစသဖြင့်ကျွန်တော်တို့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေထုတ်ပေးထားပါတယ်ကျွန်တော်တို့မှာမြေလဲရှိနေပြီမြေပိုင်ဆိုင်မှုစာရွက်စာတမ်းတွေရှိနေပြီဆိုပေမဲ့ဒီမြေကိုတစုံတရာရွေချက်အတွက်အသုံးပြုဖို့လိုအပ်လာတဲ့အခါဥပမာအမွေဆက်ခံကြောင်းကြီးညာလိုတဲ့အခါအမည်လွှဲပြောင်းလိုတဲ့အခါခြံစည်းရိုးခတ်လိုတဲ့အခါအိမ်ဆောင်လိုတဲ့အခါစသဖြင့်အကြောင်းပြချက်တွေအသုံးပြုကျင်လာပြီဆိုရင်ကျွန်တော်တို့ကဒီမြေကိုအသုံးပြုဖို့အတွက်ရွေချက်ကိုတင်ပြရပါတယ်အဲ့လိုတင်ပြတဲ့အခါမှာဌာနတစ်ခုကဒီမြေဟာမြေပိုင်ဆိုင်မှုစာရွက်စာတမ်းပါတယ်ဆိုပေမဲ့ဒီမြေဟာမြေစင်းဌာနပိုင်နယ်နိမိတ်တွင်းမှာရှိတဲ့မြေကျယ်ဝန်းဘလောက်လဲမြေဘာမျိုးစားလဲဘယ်သူပိုင်တာလဲဆိုတာကိုစစ်ဆေးဖို့လိုအပ်လာပါပြီအဲ့လိုလိုအပ်လာတဲ့အခါမှာကျွန်တော်တို့ကမြေစင်းဌာနကနေပြီးတော့မြေပုံမိတ္တူကိုတွားရောက်မိတ္တူကူးယူရပါတယ်ဥပမာကျွန်တော်တို့အိုးအိမ်တို့စီပင်တို့ကနေမိတ္တူကူးယူရပါတယ်အဲ့လိုကူးယူတဲ့အခါမှာလဲတနေ့အတွင်းဘာရွယ်ချက်တဲ့အသုံးပြုခြင်းလို့ကူးယူပါတယ်ဆိုတဲ့အကြောင်းရွယ်ချက်ကိုကျွန်တော်ကတင်ပြရပါတယ်အဲ့ဒီခါကျမှကျွန်တော်တို့မြေစင်းဌာနတွေကနေပြီးတော့မြေပုံမိတ္တူစာရွက်ကိုမိတ္တူကူးဝင်ပေးတာဖြစ်ပါတယ်အဲ့လိုမိတ္တူကူးပြီးရလာတဲ့စာရွက်ကိုကျွန်တော်တို့ပုံစံ105လို့ခေါ်တာဖြစ်ပါတယ်ပုံစံ105ဆိုတာကတော့မြေပိုင်ဆိုင်မှုစာရွက်စာတမ်းမဟုတ်ပါဘူးပုံစံ105မြေပိုင်ဆိုင်မှုစာရွက်စာတမ်းမဟုတ်ဘူးဆိုပေမဲ့မြေပိုင်ဆိုင်မှုကိုတက်တက်ခံပေးနိုင်တဲ့နေရာမှာတော့အရေးပါပါတယ်ဘာကြောင့်လဲဆိုတော့ပုံစံ105မှာကိုပိုင်ဆိုင်တဲ့မြေခွက်နဲ့ပတ်သက်ပြီးတော့မြေပုံအသေးလေးကိုစကိချပြီးဆွဲထားတဲ့မြေပုံလည်းပါဝင်တယ်ပြီးတော့မြေပုံရဲ့တိုင်းဒေသကြီးပြည်နယ်မြို့နယ်ကျေးရွာဒါမှမဟုတ်ရက်ကွက်အလိုက်မြေကွက်အမှတ်ဥပိုင်အမှတ်တွေကိုဖော်ပြထားတဲ့အပြင်ဗာမြေမျိုးစားနဲ့ဘလူးပိုင်နယ်ဆိုတာကိုဖော်ပြထားတဲ့အတွက်ကြောင့်မလို့အရေးပါတဲ့စာရွက်တွေလည်းဖြစ်ပါတယ်ပုံစံ105ရဲ့နောက်မှာကတ်ပါတဲ့ပုံစံ106ဆိုတာကတော့ဒီမြေကွက်ကခွဲခြားစိတ်ပြဘူးသလားအတိုးလျှော့လုပ်ဘူးသလားဆိုတာကိုဖော်ပြတဲ့မြေယာဆိုဝင်စာရွက်ပဲဖြစ်ပါတယ်ဒါကြောင့်မို့ပုံစံ105ဟာမြေပုံစာရွက်ပါပုံစံ106ဟာမြေယာဆိုဝင်စာရွက်ပါမြေပုံမြေယာဆိုဝင်ဆိုတာကမြေဌာနတွေမှာတစ်နှစ်ကိုအနည်းဆုံးတစ်ကြိမ်လောက်တော့အတိုးလျှော့ပြုလုပ်ပြီးတော့ပြန်လည်ပြင်ဆင်ရေးဆွဲလေးရှိပါတယ်ဒါကြောင့်မို့လို့မြေပုံမြေယာဆိုစာရွက်တွေကိုထုတ်ယူသွားပြီဆိုရင်သူ့ရဲ့မြေပုံမြေယာဆိုဝင်စာရွက်ရဲ့တက်တန်းဟာတစ်နှစ်ပဲခံတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပုံစံ105ကိုရုံးသုံးစကားလုံးတွေကိုရှောင်ကွင်းပြီးတော့အလွယ်ကူဆုံးရိုးရှင်းဆုံးဖြစ်အောင်နားလည်အောင်ရှင်းပြထားခြင်းပဲဖြစ်ပါတယ်ဒီနေရာမှာပြောချင်တာကအိမ်ဆောင်နေလို့ရတဲ့မြေအတွက်ပဲဖြစ်ဖြစ်အိမ်ဆောင်နေလို့မရတဲ့မြေအတွက်ပဲဖြစ်ဖြစ်ပုံစံ105ကိုထုတ်ယူလို့ရပါတယ်ပုံစံ105ပါလို့ခိုင်မာမှုရှိတယ်ဆိုပြီးဝယ်ယူလိုက်ခါမှာသူပေးထားတဲ့ခိုင်မာမှုကလေယာမြေလောက်ကင်ခွင့်ပြုအတွက်ပဲပေးထားတဲ့ခိုင်မာမှုဆိုရင်တော့ကျွန်တော်တို့အဲ့ဒီမြေကိုဝယ်မိရင်တော့လေလုံးလို့ပဲရမှာဖြစ်ပါတယ်အိမ်ဆောင်နေလို့ရမှာမဟုတ်ပါဘူးဒီတော့ပုံစံ9-105အိမ်ဆောင်နေလို့ရသလားဆိုရင်တော့ပုံစံ9ကလေယာမြေလုပိုင်ခွင့်ပြုလက်မှတ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်ဆောင်နေလို့မရပါဘူးဒါပေမဲ့လေယာမြေကိုအခြားနည်းသုံးစွဲခွင့်အိမ်ဆောင်နေထိုင်ခွင့်လျှောက်ထားလို့သက်ဆိုင်ရာဌာနကနေကျွန်တော်တို့အိမ်ဆောင်နေထိုင်ခွင့်ပြန်လည်ချမှတ်ပေးလာခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့အိမ်ဆောင်နေလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျ